ငါချက်တဲ့ဟာတွေကိုမင်းကြိုက်တဲ့ဆိုင်ယုံကြည် ငါချက်တာတော့မင်းမကြိုက်ရလဲငါယုံကြည်နီနီလေးရ လက်နဲ့ နီးလေးဘယ်လက်နဲ့ပေါ့အာ project ကြီးကညီကိုတွေတဲ့ Unite ရဲ့ဆက်သွယ်မှုတစ်ခုမှစတသက်တာယုံကြည်မှုစီလို့ဆိုရယ်ဗီဒီယိုလေးကြည့်ပြီးသွားရတာ ကြီးပါပါ ကြည့်ပါပါဗျာကြည့်ပါပါဗျာကြည့်ပါ ကြည့်လိုက်လဲပြန်ခုပြန်ပြီးတော့မှတဲ့ reaction လေးလုပ်ကြည့်လိုက်အောင်โอเค ဟုတ်ကဲ့ပါ ကြည့်လိုက်အာဗီဒီယိုလေးကြည့်မယ်နော် ဟုတ်ကဲ့ပါ လေးလေး လောကကြီးအကြောင်းမသိခင်ကတည်းကဘဝဟာယုံကြည်မှုနဲ့စတင်ခဲ့တာပါဘလို့အခြေအနေမှာပဲဖြစ်ဖြစ်တစ်စုံတစ်ယောက်ကအမြဲအတူရှိနေမယ်ဆိုရယ်စိတ်ချယုံကြည်မှုတွေအရင်တိုင်းဆက်လက်ရှင်သန်နေစေဖို့ ယူနိုက်ဆန်ကလေးထည့်လိုက်အောင်တမီး နောက်ထပ်ဆက်သွယ်မှုလေးတစ်ခုလိုအပ်ခဲ့တာပေါ့ မီး ယုံကြည်မှုနဲ့ချိတ်ဆက်ထားတဲ့ချစ်ချင်းမြတ်တာကပိုခိုင်ပါတယ်လေလူချင်းဝေးကွာနေရင်တော့အခိုက်အတန့်တိုင်းမှာအတူရှိနေတယ်လို့ပဲ ငါတမီးလေးလုံးနိုင်ပါပြီးရုံ ဘဝရဲ့ဘေးအချိန်မှမဆိုမပြောင်းလဲတဲ့ယုံကြည်မှုတွေနဲ့အမြဲဆက်ရှိနေပါမယ်ဆက်သွယ်မှုတစ်ခါမှစားတသက်တာယုံကြည်မှုစီတော့ တောင်းပါ ကဲဗီဒီယိုလေးရနေပြီးတော့ကြည့်ပြီးတော့တယောက်ချင်းစီလေးပြောပြပါတဲ့ဘယ်စင်းလေးကကြိုက်လဲပြီးသွားရင်ဘာကြောင့်မို့ဒီဟာလေးဘယ်လိုခန်းစားရလဲပေါ့နော်ဟုတ်အဲဆိုရင်ကိုရဲစံမခန်းလေးစားဘူး ဟုတ်လားโอเคပါတိချက်ခုနကကြည့်ဒီကနေ့ဆို3လောက်ရှိပြီကြည့်ရနော်စီးရထဲမှာဆိုကြိုက်တဲ့ဆဝါလေးကသူ့သမီးလေးကိုဖုန်းလေးဝယ်ပေးရလေဖုန်းဝယ်ပေးတဲ့အချိန်မှာယူနိုက်ဆက်ကလေးထည့်ပြီးတော့ပြန်လည်ပေးခြင်း ငါပြောမလို့ ငါပြောမလို့ ကျပစ်တဲ့တူနေ အိမ်ညာလေးအရန်သဘောကျတယ်ဘေးချင်းထိုင်ပြီးတော့လို့ဖုန်းလေးပြောတဲ့ဟာပြီးရင်နောက်ဆင်းတစ်ခုကပါလဲဆိုတော့ အခုပဲပြောတယ် တစ်ခုပဲလား အေးစားပါဗျာ ဒီမှာပါလဲဒါဖားနဲ့ရောက်ရင်လေးဖြစ်ကြပြီးတော့ message လေးပို့လိုက်တာလေအဲ့ဟာလေးဆိုလို့ရှိရင်ရင်ထဲရမ်းထိတယ်ဘာလဲဆိုတော့ကိုအနေနဲ့ကြတော့အဖေနဲ့လည်းလိုမျိုးဖုန်းတွေရောလို message ရောတခါအဲ့လိုမျိုးမခံစားဘူးတော့လေအဲ့အရာလေးကရင်လဲရမ်းထိတယ်တခုဆိုလို့ရှိရင်ကွာငါရှိတယ်အဲ့လိုမျိုးဘယ်လိုပဲဖြစ်အဲ့စကားလေးတစ်ခွန်းရအောင်အားရနေပါတယ်လေငါရှိတယ်မင်းနာမှာငါရှိတယ်မင်းကမြေယုံချင်နေရလုံနိုင်ရောဘာဖြစ်တယ်ဆိုအဲ့လိုဟာတွေကအရန်ဘယ်လိုပြောမလဲစကားလေးတစ်ခွန်းပြင်မဲ့လေအရန်ရင်ထဲမှာအားရလည်းရှိရယုံကြည်မှုရှိအဲ့ကြောင့်လိမ့်နေရတယ်ရင်ထဲထိ good ဟုတ်ဘယ်လိုဖြစ်လို့ငါအပေါ်တက်ရောက်သွား ငွေတွေကစမှာလေ ဟောရေသူကအငယ်ဆုံးကျွန်တော်အငယ်ချင်းဆုံးအဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကကြတော့အဲ့စင်းနေထက်စားရင်အဲ့စကားပြောတဲ့ဟာလေးပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူကဒီယုံကြည်မှုနဲ့တိဆောက်ထားတဲ့ချစ်ချင်းမေတ္တာတွေကပို့ပြီးတော့ခိုင်မြဲတယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့စကလုံးလေးကိုကျွန်တော်ကဘောကြတယ်ပေါ့ဘာလို့လဲဆိုတော့ယုံကြည်မှုကကျွန်တော်တို့ကအရန်ရေးကြည့်ရဗျာတဲ့မလားတကယ်ချင်းချစ်ချင်းယုံကြည်မှုဖြစ်ဖြစ်မိသားစုတယောက်နဲ့တူနဲ့တူယုံကြည်မှုရှိရှိပေါ့နော်ယုံကြည်မှုဆိုတော့ကျွန်တော်တို့အရန်ရေးကြည့်ရဆိုတော့ယုံကြည်မှုမရှိလို့ရှိရင်ဘယ်ရမှတိဆောက်လို့မရဘူးပေါ့အဲ့တော့ဒီဟာလေးကဒီသူတဲဟိုင်းခေါင်းစဉ်လေးကပေါ့အရန်လေးကျွန်တော်အဲ့ဒါကိုသဘောကျတယ်ပေါ့အဓိကတယောက်နဲ့တူနဲ့တူယုံကြည်မှုရှိနေဖို့ကအရေးကြီးဆုံးပါပဲလို့ဟုတ် တော့ပါလေခန်းလေးတော့ပါဟမ်ကျွန်တော်ကြတော့ကလေးလေးကိုတနာစားအဲ့လိုခုနမင်းခန့်ပြောတဲ့ဟာအဲ့လိုတယောက်ဆက်သွယ်မှုပြတ်နေတဲ့အချိန်မှာဆက်သွယ်ဝင်လို့ဝင်လာတဲ့အချိန်လေးပေါ့နော်အဲ့လိုမျိုးအားပေးစကားပြောတဲ့ဟာလေးပေါ့အဲ့လိုစိတ်တယ်ခံစားရတယ် ကျွန်တော်ဆက်ဆံရေး အဲ့လို ဝီကွာနေ ဝေးကွာတဲ့အချိန်မှာဆက်သွယ်လို့ရသွားတယ်ကွာအဲ့ movement တွေကထိတယ်ပေါ့ကျွန်တော်အဲ့လေးပါ တော့ပါတယ် သူတို့လည်းတော်သူကကိုမင်းကိုသဘောကျတယ် ကျွန်တော်အဲ့ဒီပါဘောနော်ကိုကခုနကဆိုရင်ဒါကောင်မလေးက presentation လုပ်နေတာပေါ့နော်အဲ့ချိန်မှာသူအဲ့မတိုင်ခင်ကသူ့ဖေနဲ့ရန်ဖြစ်ထားတယ်ဒါပေမဲ့သူ့ဖေရဲ့ဒီ message လေးတစ်ကြောင်ပဲဖြစ်ဖြစ် phone call လေးတစ်ခေါက်ပဲဖြစ်ဖြစ်ရပြီးတော့ဒီတနေ့တိုင်းလုပ်ရမယ့်ဟာမှာအကောင်းဆုံးလုပ်နိုင်တော့နော်အဲ့ဒီ AR လေးကိုကျွန်တော်ကသဘောကျတယ်ကျွန်တော်ဆိုလည်းအဲ့လိုပဲပေါ့နော်
အလုပ်က performance လုပ်တာပဲဖြစ်ဖြစ်တခြားအလုပ်ကြီးကိုင်ကြီးလုပ်တာပဲဖြစ်ဖြစ်ကိုတယောက်တည်းလုပ်တာလည်းဆိုင်ကိုယ့်ရဲ့ family member ပဲဖြစ်ဖြစ်ကိုချစ်ရတဲ့လူတွေပဲဖြစ်တကယ်ချင်းပဲဖြစ်ရေးသားပဲဖြစ်ဖြစ်နီးပါပဲဖြစ်ဖြစ်ကိုချစ်ရတဲ့သူစီကနေပြီးတော့ဒီ message လေးတစ်ချောင်းပဲဖြစ်ဖြစ်you can do it ဆိုတဲ့ဟာလေးပေါ့နော်ဖုန်းပေါ်လေးပဲဖြစ်ဖြစ်အဲ့ဒါလေးကြားလိုက်နေဆိုရင်ဒီနေ့တောင်မှဒါကိုကပုံမှန်ကိုယ့်ရဲ့ limit ကိုပို့ပြီးတော့ဒါ confidence နဲ့ဒါလုံနိုင်သွားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးသဘောကျတယ်ဒီကပြောသူတို့အားလုံးပြောရလဲပြည့်စုံနေပါပြီစုံနေပါပြီဒါပေမဲ့ဒီထဲမှာအားလုံးဒီကြွညာလေးကိုအားလုံးခြုံကြည့်လိုက်မယ်ဆိုရင်ဒါချစ်ချင်းမေတ္တာတစ်ခုချစ်ချင်းမေတ္တာရဲ့အတိတ်ပဲပေါ့နော်ချစ်ချင်းမေတ္တာဆိုတာကယုံကြည်မှုကစတယ်လို့ကျွန်တော်ခံစားလိုက်ရတယ်ဗျဒါလေးကိုကြည့်တယ်ပေါ့နော်ဘာလို့ဆိုတော့တို့ချစ်ချင်းမေတ္တာမှာလည်းစိတ်ခံမတင်တာရှိရဲဒါပေမဲ့လည်းဘာပဲပြောဘယ်လိုအခြေအနေပဲရောက်ချစ်ချင်းမေတ္တာဆိုတဲ့အရာကယုံကြည်မှုဆိုတဲ့အခြေခံရင်းနဲ့လို့တိဆောက်ထားတာပဲဘယ်သူနဲ့တူတယောက်နဲ့တယောက်ဒီထက်ပိုပြီးတော့ချစ်ချင်းမေတ္တာတွေပိုကောင်းတဲ့အရာတွေပေးနိုင်မယ်လို့ကျွန်တော်ခံစားမိရပေါ့နော်အရန်ကိုအတိတ်ပဲရှိတယ်အရန်လည်းနှွေးထွေးတယ်ဒီကလေးလေးအစားပြီးအသက်အလုပ်လုပ်တဲ့အချိန်ထိဒါစာဆုံးသူ့ဖေရပေးနာမှာချစ်ချင်းမေတ္တာကိုယုံကြည်မှုနဲ့တိဆောက်ပြီးတော့လှုပ်ဆောင်သွားတယ်လို့ကျွန်တော်လုံးဝအပြည့်အဝခံစားလိုက်ရတယ် ကောင်းပါလေ ကိုလည်းပြောပြပါဦး ဟုတ်ကဲ့ဒီချက်ကျွန်တော်ကအဲ့ဒီဟာလေးကြည့်ပြီးတော့ဘာခံစားရလဲဆိုရင်လူတစ်ယောက်ကကိုယ်နားမှာအများတန်းကိုယ်အတွက်ရှိပြီးနေတယ်ဆိုတော့အဲ့ခံစားချက်ကအဲ့ဒီယုံကြည်မှုကအရန်ကိုနှွေးထွေးစေရပေါ့နော်ဟိုတစ်ခါကြိုက်ဆိုရင်ကိုတိုင်ကလည်းအရန် depression နေနဲ့ဖြတ်တန်းမှုတဲ့ခါကျတော့ကိုယ်ကဘယ်သူမှနားမလဲဘူးကိုယ်ကဘယ်သူမှမသိဘူးဆိုတဲ့ခံစားချက်ကအရန် lonely ဖြစ်စေအရန်ပဲအထီးကျန်စေတယ်ဒါပေမဲ့ဟာလူတစ်ယောက်ကတစုံတစ်ယောက်ကငါ့အတွက်ရှိနေတယ်ဆိုတဲ့အရာကအမြဲတမ်းနှွေးထွေးစေပေါ့နော်အမြဲတမ်းယုံကြည်မှုလည်းရှိစေအဲ့ connected ဖြစ်သွားတဲ့အရာတွေကအရန်ဟိုကျွန်တော်တို့ယုံကြည်မှုတွေအများကြီးရှိလာစေတယ်နောက်ထပ်လူတစ်ယောက်အနေနဲ့ဟိုဘာမှမဆိုင်တော့လူတစ်ယောက်အနေနဲ့စိတ်တက်ကိုတက်တွေထိဖြစ်နိုင်တဲ့အထိပါကြောင်းလဲစေနိုင်ခဲ့ပါတော့ဆိုတော့အဲ့ဒီအရာလေးကကျွန်တော်တို့အများကြီးပြန်ပြီး remind ဖြစ်စေပါတော့ဆိုတော့ဒီဗီဒီယိုလေးလည်းကျွန်တော်အားလေးခံစားပါတယ် ကောင်းပါလေ ကဲအခုဆိုရင်ကျွန်တော်တို့က dare challenge တွေလုပ်တော့မှာဖြစ်ပါတယ်ဒီမှာမဲနိုင်ပြီးတော့မှကြတဲ့အရာလေး challenge တွေလုပ်တော့မှာဖြစ်ပါတယ်ဝါနိုင်တယ် အားကြမမသိဘူး ကျွန်တော်လိုက်ပြရမလားအေးနိုင်တယ်ဆိုတော့ အားရထဲ like gang 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 ပြဖို့လာတာဟုတ် မန်ဆာလုံးရည်ဖြစ်နေ ဟာယူရီးယားဆိုင် ဟုတ်ပြီဟုတ်တယ် အပြန်အလှန်ယုံကြည်မှုဂိမ်းဆော့ပေးရန် ပြန်လိုက်ကျွန်တော် game shop ပေးရန်ဆိုတာဟိုဟာ challenge လုပ်ရမှာဟုတ်မှာ okay မင်းကဘာကြောင့်ကိုယုံပါရင်ဆိုပြီးတော့မှအမျိုးချင်းချင်းအပြန်လာငါတို့တယောက်နဲ့တယောက်လည်းလုပ်ရမှာ မယုံဘူးဆိုရင် မယုံလဲယုံအောင်အဲ့ဒီယုံစရာကုန်သွားရင်ယုံကြည်ပါတယ်မင်းကဘာကြောင့်ကိုအရင်ယုံရတယ်ဥမာပေါ့ဟာတော်ကဖုန်းဆက်တိုင်းမင်းနဲ့ကြိုင်လို့အရင်ယုံကြည်ရတယ် အဲ့လိန်နာလေ ဘယ်လိုလဲနေယုံကြည်ရမယ်ယုံကြည်တဲ့စကားကုန်သွားလို့ရှိရင်30စက္ကန့်အတွင်းတဲ့နေတော့ဆိုရင်အဲ့အတွင်းမှာထပ်ပြန်တယောက်နဲ့ okay အမှပြန် okay လူတော့ နှစ်ယောက်ဆော့မှာရရတယ်လေ စဘယ်လိုစ အဲ့လိုရမှာ ဟုတ်ပြီမခက်နဲ့ကိုချန်နဲ့ ခင်းရဆော့လား ခေချောလာ လူရင်စားဒါဆုံးသက်စီ အေးဟုတ်တယ်စုံစမ်းသိလို့ပြီးတော့ အောင်ဆန်စီ ဟာ okay ကိုင်းရင် ဒီ ယုံကြည်တယ်ကွာဘာလို့မသိယုံကြည် okay ဒီနေရာနဲ့တဲ့ အဲ့ဆိုရင်ရင်မွေးကောင်းစားတွေတိုင်မင်ပေါ်တိုင်မင်ဘက်အနေနဲ့ယုံကြည်တယ် နိုင်ဝင်မှုတွေယုံကြည်တယ် ဟုတ်ပြီ ဟုတ်တယ် ရှင်တူတူသွားဆော့လို့ရမယ်လို့ယုံကြည်တယ် ဖက်တွေဝင်ဖို့အတွက်တိုင်မင်ပေါ်တိုင်မင်ယုံကြည်တယ် okay တတူးဆိုင်တွေအကောင်းဆုံးရှာလို့ရမယ်လို့ယုံကြည်တယ် ဒါပေမဲ့စောပြန်မဆွဲဘူးလားရ ဟုတ်ပါ ပစ္စည်း okay စုံစမ်းစီ ကြောက်တော့ ငါကြောက်တော့လို့ဆိုမသိနေတယ် ကဲ5 4 3 2 1 exit ဒီကြီးပြောမှာပေါ့ အခုဒီနေ့ရေချိုးလာမယ်လို့ယုံကြည်တယ် အကားနဲ့ပတ်သက်ပြီးတော့မင်းခံယုံကြည်တယ်
အကိုတို့ management နဲ့ပတ်သက်ပြီးတော့ကိုရမ်းယုံကြည်တယ် rapper နဲ့ပတ်သက်ပြီးတော့မင်းကောင်ယုံကြည်ရယ် တာမွေးကြလို့ရှိရင်ကိုတောင်းကိုဖုန်းဝယ်ပေးမယ်ဆိုတာယုံကြည်တယ် အဲ့ကောင်းတယ် ကြိုက်ရော ရတော့ fashion ဘိုင်းနဲ့ပတ်သက်ပြီးတော့မင်းကောင်ယုံကြည်ရယ် ဟိုအေးရဖြစ်ဖြစ်တော့စုတိုင်မယ်မို့အတွက်အကိုယုံကြည်တယ် အလုပ်ကိစ္စနဲ့ပတ်သက်ပြီးဖယ်ရမဆိုယုံကြည်ရယ် တားစာပူလာနဲ့ချက်ချင်းစပြင်မယ်ဆိုတာယုံကြည်တယ် တင်း နည်းနည်းရဝေးလို့ခက်တာ စဉ်းစားတယ်ဟာ ဒီမှာရှုံးနေအောင်ရှုံး ဆောင်းစိအဲ့ဒါဆို1 2 3နိုင်နေဆောက်တော့ငါပြောနိုင်ရဲ့သူဆောက် ကဲနိုင်စားတော့3 2 1 အရင်ပြောတယ်လို့ယုံကြည် အရင်အတန်ကောင်းဆိုယုံကြည်ရယ် အရင်ပဲပေါ်ရင်တတ်တယ်ဆိုယုံကြည် အရင်စီကန်းရှိရဆိုလည်းယုံကြည်ရယ် ငါချက်တဲ့ဟာတွေကိုမင်းကြိုက်တယ်ဆိုယုံကြည် ငါချက်တာတော့မင်းမကြိုက်ရလဲငါယုံကြည် ဟာအမြဲတမ်းကျမကြီးလိုက်စားဆိုလည်းယုံကြည် ဂျီမဆော့ပေမဲ့ပြေးရတော့ပြေးရတာဆိုယုံကြည်ရယ် အာမင်းအမြဲတမ်းချင်းလုံးဝအပြတ်မခံတော့ယုံကြည် တော့ ဒီကဒီတော့ပဲရှာပြပါတော့ဘလက်ကပြပါโอเคโอเคနိုင်ပါပါအရှိပဲဟာ games လေးတွေအတွက်တဲ့ယုံကြည်မှုနဲ့ဆိုင်တဲ့အားပေးစကားကိုပြောပေးရန်ဆိုငါတို့ games လေးကိုပြောပေးရမှာ ဟုတ်တယ် ယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ โอเคဘယ်ရစပြ ဟုတ်ငါရစလို့ပဲနော် မင်းချင်းလေးဆိုင်တာ games လေးတွေကဒီအကိုတွေအားလုံးကိုတစ်သက်လုံးချစ်နေမယ်လို့ယုံကြည်ရယ် ကျွန်တော်ကြတော့နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ညီမလေးတွေအတွက်ကြီးစုပြီးတော့ပြောပါမယ်ညီမလေးတို့ခါလေးကြရင်လည်း homesick လေးလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်မြန်မာနိုင်ငံကြီးကိုပြန်ပြောတဲ့အခါတွေလည်းရှိမယ်ပြင်ပန်းတဲ့အခါတွေလည်းရှိမယ်ဘလို့အရာတွေပဲဖြစ်ဖြစ်အကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ် fighting မှာ ခုချိန်မှာဘယ်လိုပဲအခက်ခဲနေရင်ဆိုင်ရပဲဖြစ်ဖြစ်ပေါ့နော်ခုချိန်မှာတယောက်နဲ့တယောက်ကမတူကြအောင်စိတ်ခံစားချက်အခြေအနေမျိုးမျိုးကက်ခဲမျိုးမျိုးအခြေအနေမျိုးမျိုးခုချိန်မှာအရင်လဲပင်ပန်းနေလိမ့်မယ်ဒါပေမဲ့ညီမလေးကြော်ဖြတ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်ရယ် fighting ပါ အကိုတို့တွေအမြဲပြောတဲ့စကားလေးပြရှိရပေါ့နော်we are family ပေါ့ဆိုတော့ we are family ဆိုတဲ့စကားလေးတိုင်းပဲကိုတို့ရေအသက်ကြီးသွားတဲ့အချိန်ထိကိုတို့နဲ့အတူတူကျွန်တော်ကိုတို့ရဲ့ချစ်ရတဲ့ family အားလုံးနဲ့အမြဲအတူတူfamily လေးတစ်ခုလိုပဲရှိသွားမယ်လို့ကိုကတော့အမြဲယုံကြည်တယ်ပေါ့နော် ကျွန်တော်ကအခုအလုပ်ခွင့်ဝင်နေတဲ့ခန်းလေးကိုပြောချင်ပါတယ်ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့ pressure ရှိမယ်ဟိုစိတ်ညစ်စရာတွေဒီအခက်အခဲတွေအများကြီးရှိမယ်ပေါ့နော်ဘယ်လိုအခက်အခဲတွေပဲရှိရှိဘယ်လိုစိတ်ညစ်စရာတွေပဲရှိရှိဘယ်လိုပင်ပန်းမှုတွေပဲရှိရှိအကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်ဟုတ်တယ် ကျွန်တော်တို့ဘာပဲလုပ်လို့ပေါ့နော်အဲ့လိုခံဘေးနားနေပြီးတော့ရှိနေမိမယ်လို့ယုံကြည်ပါတယ် Okay အခုကျွန်တော်တို့ True and Dare Challenge ရဲ့နောက်ဆုံး game လေးဖြစ်တဲ့ Dare Challenge game လေးကိုကျွန်တော်ဆောက်မှာဖြစ်ပါတယ်အခုပါလဲမင်းလိုက်လိုက်နော်ဒီ game ပဲကြာတော့ဖြစ်တဲ့အတွက်သေချာရွေးနော် Okay ဘယ်တဲ့ရောက်ကြအဖြစ် I trust my game so big game so big I trust my team I trust my team game ဆိုပြီး I trust my team game so big ယုံနေမလား Okayရပါတယ် Okay Okay ငါနိုင်တော့ငါဆော့ပြအောင် let's go Okay နော်လူရင်းစားပေါ့မှာ ဖူချန်ချစ်စိုး ခိုင်းစားပါမှာ ချစ်စိုးငွေချင်း ဟွာအကိုဟွာကြိုက်တာနဲ့ပေါက်လို့ရလား ဟဲ့ရော စားပါမနော် I trust my team ထိပါတယ် ဒါပဲလေ နီးလေးရ အဲ့ဒီဝေးလိုက်မယ်လား ဟိုမွေးနဲ့ကတ်တော့မယ် ကတ်တော့ အဲ့ဒါနောက်တစ်ယောက် ဒီက Okay ခိုင်းနော် Okay I trust my team
Okay မင်းခန့် လာပြီနော်ကျုံးနေနော်စကြောလေးရှောက်လာနော် Okay, okay. Okay 3 2 1 Okay. အဲ့တော့နောက်တစ်ယောက်လား အပြောက် Okay ဟဲ့နော် ကြည့်ပြီနော် ခိုင်း အောင်ဘလို့ပြစ်မှာလား ကျွန်တော်မဟုတ်တော်တော် I trust my team. Taste my man trap အားလုံးစိတ်ဝင်စားနေတယ် ကောင်းလိုက်တော့ဗျာခေါင်းလိုက်တော့ ကြာ ပြောရင်းတော့ Okay, I trust my team. ဟိုစေးုံကခေါ်တာနော် အဲ့ကောင် နီးနီးလေးရ လက်နဲ့ နီးလေးမလက်နဲ့ရောအာ တိုင်းကွက်ဒီမိုင်းပဲ ဒီထီးရဲ့နှစ်ယောက်ကအခုကြံသေးရတယ် ready လား ဒါကြီး Okay. I trust my team. နည်းနည်းပဲကွာရောကြီး ကျွတ်ရင်ရော bro ရှယ်လောက်တာတော့ bro အကုန်စုံဝိုင်းရှင်ထားတာ ဟုတ်ပါ ငါအပိုတစ်ခုလောက်ထပ်ပြလို့ရဒီလိုပြ ပြီးသွားလား ဗီဒီယိုတယောက်ကြံသေးတယ် ဘာ I trust ဘာဖြစ်တယ် I trust my team. โอเคနော်ဒါပဲလေဟုတ်တော့ပြန်ပြတာတော့ရတယ် Okay ပါကျွန်တော်တို့အခုကောင်းလေးတွေတည်ချင်တဲ့မိကုန်းတွေလည်းတည်ခွင့်ရမယ်ကျွန်တော်တို့စော့တဲ့အချိန်မှာလည်းကျွန်တော်တို့နဲ့တူတူအားလုံးပဲပျော်ရွှင်မယ်ဆိုတာယုံကြည်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအရင်ပဲပြောတယ်ကျွန်တော်တို့ဒီအဖွဲ့အခုချိန်ထိဒီရှိနေနိုင်တာကတယောက်နဲ့တယောက်ပြန်လဲယုံကြည်လို့ပြီးတော့ရင်လည်းတယောက်နဲ့တယောက်အဆက်အသွယ်မပြတ်ဘဲနဲ့ယုံကြည်မှုတစ်ခုပို့ပြီးတော့မှရင်းနှီးတဲ့ချစ်ချင်းမေတ္တာကြပဲကျွန်တော်တို့ဒီချိန်နေထိဆက်ပြီးတော့ရှိနေနိုင်တာပါเนาะအဲ့ဒါကြောင့်မို့တင်းလေးအတိုင်းပဲဆက်သွယ်မှုတစ်ခုမှစတသက်တာယုံကြည်မှုစီတို့ဆိုရဲအဲခေါင်းစဉ်လေးအတိုင်းကိုချစ်တဲ့ခင်တဲ့မိသားစုဝင်ပဲဖြစ်ဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ်ကိုပွားအတွက်အရေးကြီးတဲ့လူတွေပဲဖြစ်ဖြစ်အဲ့လူတွေကိုကျွန်တော်တို့အဆက်အသွယ်မပြတ်ဖို့ပြီးတော့ကိုယ့်ရဲ့ချစ်ချောင်းကြိုက်ချောင်းရင်းနှီးချောင်းပြောပြဖို့ connected ဖြစ်ဖို့လည်းမမေ့ပါနဲ့လို့ပြောချင်တယ်အဲ့ဒါမှကျွန်တော်တို့ပို့ပြီးတော့မှရင်းနှီးလေလေတယောက်တစ်ယောက်ပို့ပြီးတော့ယုံကြည်မှုပို့ပြီးတော့တိုးပွားလေလေယုံကြည်မှုပို့ပြီးတော့တိုးပွားလေလေချစ်ချင်းမြတ်တာပို့ပြီးတော့ခိုင်ပါလေလေပဲပေါ့နော်အဲဒါကြောင့်မို့ကိုချစ်ခင်တဲ့လူတွေနဲ့ဆက်သွယ်တက်ပါနဲ့ ဟုတ်ပါတယ်ကိုဘေးကဲအဲ့အကြောင်းဂျူနိုင်းကနေပြီးတော့ဖုန်းကနေတစ်ဆင့် message ကနေတစ်ဆင့်ချစ်ကြောင်းကြိုက်ကြောင်းဟုတ်ပါဘူးချစ်ကြောင်းကျေးဇူးတင်ကြောင်းလေးတွေပြောမမေ့နဲ့နော် Okay ဒါပဲ ဆက်သွယ်မော